ကျေးဇူးတင်ပါတယ်ဆရာရှင်ဒုတိယမေးခွန်းအနေနဲ့မြန်မာနိုင်ငံကိုအိန္ဒိယကဧည့်သည်တွေလာရောက်တဲ့အခါနဲ့အိန္ဒိယကိုသွားရောက်ကြမဲ့ဖျားဖူးတဲ့သူတွေလည်းရှိတော့ကူးစက်မှုတွေမဖြစ်ပေါ်အောင်ဘယ်လိုဆောင်ရွက်ပေးဖို့ရှိပါသလဲသိရှိပြရစီရှင်ကျမရဲ့ဝန်ကြီးဌာနအနေနဲ့ကတော့ဒီသူပြည့်ဒီယောဂဖြစ်ပွားတဲ့ဒေတာတွေပေါ့နော်ဒီဗိုင်းရပ်စ်ကိုယောဂကိုဖြစ်ပွားတဲ့ဒေတာတွေကိုတွားရောက်မဲ့ခီးသွွားများအတွက်ကျမရဲ့အသိပညာနဲ့ပတ်သက်တဲ့ကျမရဲ့အသိပေးချက်ဒီပေးချက်တွေကိုထုတ်ပြန်ထားရှိရဆောင်ရွက်တဲ့ရှိတာဖြစ်ပြီးတော့ဒီအထဲမှာပါဝင်တဲ့အချက်တွေကတော့လက်ရှိအားဖြင့်ပေါ့နော်လက်တလောဒီနေပါဗိုင်းရပ်စ်ကိုယောဂဖြစ်ပွားနေတဲ့ဒေတာတွေဥပမာဆိုရင်တော့ဒါအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ပေါ့နော်ဒီလိုနေရာတွေကိုအိန္ဒိယကိုသွားတဲ့ခီးသွားတဲ့အနေနဲ့လည်းမလွယ်ပဲနဲ့ခီးမသွားဘူးနောက်ပြီးတော့လက်တလောယောဂဖြစ်ပွားတဲ့ဒေတာဖြစ်တဲ့ဒီနောက်ဘင်္ဂလားပြည်နယ်လိုနေရာမျိုးတွေကိုရောက်ရှိနေတဲ့လူများကလည်းယောဂဖြစ်ပွားတဲ့ဒေတာကြီးဆေးရုံတွေသို့မဟုတ်ဖျားနာတဲ့လူများပြားတဲ့နေရာတွေမလွယ်ပဲနဲ့တောက်ချင်းမပြုတ်ဘူးပေါ့နော်တကယ်လို့ယောဂဖြစ်ပွားတဲ့ဒေတာကိုတွားရောက်ပြီးတော့မိမိနိုင်ငံကိုပြန်လာပြီးတဲ့အခါ14ရက်အတွင်းမှာတန်တရားယောဂလက္ခဏာတွေဖြစ်တဲ့ပြင်းထန်စွာဖြားခြင်းခေါင်းကိုက်ခြင်းချောင်းဆိုးခြင်းနဲ့အသက်ရှူရခက်ခဲခြင်းစိတ်ရှုထွေးခြင်းသို့မဟုတ်အိမ်ငိုင်ခြင်းတို့ခံစားရပါကချစ်ချင်းနီးစပ်ရာကျန်းမာရေးဌာနကိုဆက်သွယ်ရတဲ့ခရီးရသွားရာဆိုပေါ့နော်ခုနလိုဒီလိုမျိုးဒီအနောက်ဘင်္ဂလားပြည်နယ်တို့လိုမျိုးပေါ့နော်ဒီတပတ်ပိုင်းဖြစ်ပွားတဲ့ဒေသတွေကိုခရီးသွားခဲ့တဲ့ရာဇဝင်ဖြစ်ကြောင်းကိုလည်းတိတိကျကျဒီကျန်းမာရေးဌာနကိုပြောပြမှာဖြစ်ပါတယ်အဲ့ဒီခါပြောပြပြီးတဲ့ခါကျရင်လည်းလိုအပ်တဲ့စမ်းသပ်စစ်ဆေးကုသမှုများကိုလည်းအချိန်မီခံယူဖို့လိုအပ်တဲ့အကြောင်းကိုလည်းဒါကျွန်တော်တို့ထည့်သွင်းထားပါတယ်မိသားစုအတွင်းမှာလည်းဒီယောဂဖြစ်ပွားတဲ့နိုင်ငံတွေကနေပြန်လည်ရောက်ရှိလာတဲ့တန်တရားဖြစ်ဖွယ်ယောဂလက္ခဏာရှိသူများပေါ့နော်ခုနကျွန်တော်တင်ပြခဲ့တဲ့တန်တရားယောဂလက္ခဏာတွေကိုတွေ့ရှိနေတော့၎င်းမိမိတို့နေထိုင်ရာပတ်ဝန်းကျင်ပေါ့နော်ပြန်လည်ရောက်ရှိလာတဲ့လူနေထိုင်တဲ့လူရဲ့ပတ်ဝန်းကျင်မှာတလိษံတွေနောက်တစ်ခုကထူးထူးခြားခြားပေါ့နော်ဒီဝက်တို့လင်းတို့ဒီဟာတွေထူးထူးခြားခြားတည်ဆုံးနေတာကိုတွေ့ရှိရတယ်လေနီးစပ်ရာကျန်းမာရေးဌာနများကိုချက်ချင်းအသိပေးအကြောင်းကြားရအောင်နော်ဒါလည်းကျွန်တော်တို့ဒီနေပါဗိုင်းရပ်စ်ကိုတည်ဆောင်တဲ့တီးစားလင်းတို့ပေါ့နော်ဒီလင်းတို့တွေကကျွန်တော်တို့ဒါနိုင်ငံမှာလည်းဒါကျွန်တော်တို့ရှိတာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီဝက်ဒီအစုလိုက်အပြုံလိုက်တည်ဆုံးတာတို့နောက်လင်းဆွဲတို့လင်းတို့တို့ပေါ့နော်ဒါတွေထူးခြားခြားတည်ဆုံးနေတာကိုတွေ့ရင်လည်းဒါပေါ့နော်နီးစပ်ရာကျန်းမာရေးဌာနကိုချက်ချင်းအသိပေးအကြောင်းကြားရလိုရတယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့အသိပေးထုတ်ပြန်ထားရှိဖို့အတွက်ဒါကျွန်တော်တို့ဆောင်ရွက်နေရှိပါတယ်